Chapter 11 Polio Revolution ရှာတဲ့ပို့စာလေးပေါ့နော်ဒါလေးတစ်ပုဒ်လောက်တွေ့ကြည့်အောင်ပါမေကွန်အောင်ပေါ့နော် session series 25တော့မိထားရလေးပေါ့နော်အဲ့တော့ဒီမှာ by using the dish method နော် dish method ကိုသုံးခိုင်းတယ်ပေါ့နော်အဲ့ပေးထားတဲ့ function y equal to 3a square plus 2အဲ့ဒီပို့စာလေးမှာဆရာပုံချမ်းကထည့်ပြမှာနော်အဲ့ပေးထားတဲ့ y equal to 3a square plus 2ဆိုတော့a square နှစ်ထပ်ပေါ့နော်နှစ်ထပ်ပါတဲ့ function ဆိုရင်ဒါသိကြပါပေါ်ရဘူးလားပါပဲနော်အပုံကတော့ဒီစောက်တွေကအတွေ့များတဲ့ပုံလေးတွေပဲမေးမယ်ထင်ပါနော်ကဲပြီအဲ့ဒါကိုဆရာတို့ကစံပုံစံပြောင်းပါနော်အဲ့တော့နှစ်ထပ်ပါတဲ့ကောင်ကိုထားခဲ့လိုက်တဲ့အခါမှာ 3a square equal to y minus 2အဲ့တော့3ကဒီဘက်လာဆက်လိုက်တဲ့အခါမှာ1 minus 3 y minus 2ဆိုပြီးရပါမယ်ဒါကို parabola ရဲ့ sine equation x minus 8 whole square equal to 4b into y minus k အဲ့ဒါနဲ့နှိုင်းယှဉ်လိုက်တဲ့အခါမှာ h တန်ဖိုး0နဲ့ k တန်ဖိုး2ရပါတယ်ဒါဆိုရင်ပါတက်က 0.2 ရတယ်ပေါ့နော်အဲ့ဒီကောင် x square ဖြစ်တဲ့အတွက် open up open down နှစ်ခုဖြစ်နိုင်တယ် plus ဖြစ်တဲ့အတွက်ဒါ open up ပေါ့နော်အဲ့ပါတက်က 0.2 မှရှိမယ် open up ပေါ့အဲ့လိုရတယ်ပေါ့နော်အဲ့ဒီပုံစံလေးကတော့မဖြစ်မနေထည့်ပြရမယ်ပေါ်လူလဲတဲ့ 3D ပုံတွေကတော့ထည့်ပြီးတော့ဆွဲရမလို့ပါနော်အဲ့ဒီပုံလေးတွေပဲပုံစံထည့်ပြမှာပါကဲတော့ပေါ်လူရော revolution ရှာတဲ့ပုံတွေနေရတော့pi integral a to b f4a the whole square t8 ပေါ့နော်အဲ့လိုဖြစ်ပါတယ်အဲ့သူပေးထားတဲ့ function f4a ပေါ့နော်limit ကလည်းကိုယ့်ကိုရှာတယ်မလို့ပါဘူး limit ကလည်းပေးထားပါနော် limit က a to b အဲ့တော့သူက0 to 1ဒါပို့စားထဲမှာပါပြီးသားပါ limit က0 to 1အဲ့လိုဖြစ်တယ်နော်ကဲဒါကြောင့်မလို့0က a တန်ဖိုး0 b တန်ဖိုး1အဲ့လိုဖြစ်မှာနော်အဲ့တော့ f4a the whole square ဆိုတော့ 3a plus 2 the whole squareကဲဒါကိုဆရာတို့ကဖြန်းကြလိုက်တဲ့အခါမှာရှေ့ကိန်းနဲ့တက်ဆို9 power 4ရှင်းအောင်မြောက်ချင်းနဲ့စားဆိုတော့ 6a square ကိုနဲ့စားပြီးလိုက်တော့ 12a square နောက်ကိန်းနဲ့တက်ဆိုတော့4လို့ရပါမယ်ကဲဒါကို integrate လုပ်ပါမယ်အဲ့တော့9မြောက်ပေါ်ကိန်းတဲ့အတိုင်းပဲရမှာပေါ့နော်8 power 4ကိုရှင်းတော့8 power 5 by 5အဲ့မလို့9 by 5 8 power 5ဟောလဲ12ကိုထားခဲ့မယ် a square ကို grade တော့h u by 3ဒါကြောင့်မလို့12 by 3 h u 4 grade တော့ 4 8အဲ့လိုရပါနော်အဲ့ limit တဲ့မယ် upper limit ရဲ့ lower limit ကို no ဆိုတော့ upper limit က1အဲ့တော့1ထဲတော့ဒါတွေပဲပြန်ရမယ်နော်ဒါတွေဆိုတော့ဆက်ပြီးရှင်းလိုက်တဲ့အခါမှာနောက်ဆုံးဖြည့်ရပါမယ်နော်အဲ့တော့49 by 5 unit chip ကြတာဘောလူ revolution ရှာတာပြီးတော့ပါပြီလွယ်လွယ်လေးပါပဲနော် this method အဲ့တော့ပုံဆွဲရဖို့ပါပဲနော်အဲ့ဒါဆိုတော့ square ပါရင်ပါရဘူးလားနော်အဲ့နောက်ထပ်ဆိုတော့ root ပုံလေးတွေပေါ့နော် root 8ပြီးရင်ဘာတွေရှိအောင်လဲဆိုရင် root အဲ့ပြီး log တို့နော် log ပုံလေးတွေတို့ log တို့ ln တို့ပြီး sin တို့ cos တို့ပေါ့နော်အဲ့ဒီ grade တွေကတော့အတွေ့များမဲ့ grade လေးတွေပါဒါလေးတွေတော့လေ့ကျင့်ထားမှရမှာနော်ဒါမှဒီ this method တို့တဲ့နေရာမှာအဆင်ပြေပါမယ်အဲ့တော့ပုံချမ်းတက်ပြရမှာဆိုတော့လေနော်အဲ့တော့ပုံလေးတွေကတွေ့များတဲ့မိကုံတွေကတွေ့များတဲ့ပုံလေးတွေတော့ဆွဲရအောင်လေ့ကျင့်ထားမှရပါမယ်ကျေးဇူးတင်ပါတယ်